မေကွန်းတစ်ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးရှိသည့်နိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်ရုရှားမေကွန်းနှစ်စက္ကူပတ်စံကိုပထမဦးဆုံးစတင်အသုံးပြုခဲ့သည့်နိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်တရုတ်မေကွန်းသုံးအကျဉ်းသားလုံးဝမရှိသလောက်နည်းပါးသည့်နိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်နယ်သာလန်မေကွန်းလေးကမ္ဘာပေါ်မှာကိုကာကိုလာဝယ်လို့မရတဲ့နိုင်ငံနှစ်နိုင်ငံကဘယ်နိုင်ငံတွေလဲအဖြေမှန်မြောက်ကိုရီးယားနှင့်ကျူးပါမေကွန်းကကမ္ဘာပေါ်မှာမြေငလျင်အဖြစ်အများဆုံးနိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်ဂျပန်မေကွန်း6ပထမဆုံးလကမ္ဘာပေါ်တွင်ခြေချနိုင်ခဲ့သည့်နိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်အမေရိကန်